မင်္ဂလာပါအခုဒီဗီဒီယိုကြီးကြည့်နေတဲ့အဲမှာ teacher တွေပါလားပါတယ်ဆိုရင်တော့ဒီမိကုန်းလေးနှစ်ခုကိုဖြည့်ပေးကြည့်ပါနံပါတ်1ကတော့ကိုဒီ teaching career မှာကိုယ့်ရဲ့ life mission ကိုအကောင်းဆုံးဖော်ထုတ်ချင်ပါသလားနံပါတ်2ကတော့ကိုယ့်ရဲ့ကျောင်းသားတွေစီကနေပြီးတော့အကောင်းဆုံးအစွမ်းစားတွေကိုဖော်ထုတ်ပေးချင်ပါသလားဒီမိကုန်းလေးနှစ်ခုလုံးရဲ့အဖြေက yes ဆိုရင်တော့ဒီဗီဒီယိုကအခုကြည့်နေတဲ့ဆရာဆရာမတွေအတွက်ပါပဲTeacher ကတော့ Teacher Ivy ဖြစ်ပါတယ် Ivy Education Group ရဲ့ Academic Director နဲ့ Founder ဖြစ်ပါတယ်ကျွန်တော်ကတော့ကိုအောင်ထက်ခန့်ပါ Relationship and Life Coach တယောက်ဖြစ်ပါတယ်နောက်တစ်ခုကတော့ International Certified Coach ကိုရထားတဲ့ Parenting နဲ့ Child Psychology တွေကိုမျှဝေပေးဖြစ်နေပါတယ်အဲ့တော့စောစောကပြောခဲ့တဲ့ Teacher တွေအနေနဲ့အရန်ကောင်းတဲ့အခွင့်အလမ်းတစ်ခုကတော့ Teach to Inspire လို့ခေါ်တဲ့ event ပွဲကြီးကိုလာမယ့်အောက်တိုဘာ25ရက်နေ့မှာကျင်းပသွားမှာဖြစ်ပါတယ်အဲ့တော့ဒီ event ပွဲကိုတော့ကျွန်တော်တို့ ITTI လို့ခေါ်တဲ့ Ivy Teacher Training Institute ကနေပြီးတော့ဦးစီးပြီးတော့ကျင်းပသွားမှာဖြစ်ပါတယ် ITTI ရဲ့အဓိကရည်ရွယ်ချက်ကတော့မြန်မာနိုင်ငံမှာရှိနေတဲ့ဆရာဆရာမတွေအနေနဲ့ပိုကောင်းတဲ့ quality education ကိုကျောင်းသားတွေကိုပေးနိုင်ဖို့ရဲ့နောက်တစ်ခုကကို confidence ရှိနဲ့အကောင်းဆုံးဆရာမကောင်းတစ်ယောက် performance ကောင်းတဲ့ဆရာမတစ်ယောက်ဖြစ်လာဖို့အတွက်ကိုရည်ရွယ်ပြီးတော့တည်ထောင်ထားခြင်းဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ Teach to Inspire ဆိုတဲ့ event ပွဲမှာကိုယ့်ရဲ့ကျောင်းသားကျောင်းသူတွေကိုတကယ်ကိုခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက်ဆရာဆရာမတစ်ယောက်အနေနဲ့သိထားရမယ့်အကြောင်းအရာတွေကိုအဓိကထားပြီးတော့ one day training မှာ train ပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ဒီထဲမှာပါမယ့်ခေါင်းစဉ်ကြီးတွေကတော့ Teachers Well-being and Professional Development ရဲ့ Student Psychology and Emotional Intelligence Classroom Management Strategies ပြီးနောက်ဆုံးကတော့ Innovative Teaching Methods တွေပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ training ကိုလုပ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ training ပေါင်းများစွာနိုင်ငံခြားတွေထိတွားပြီးတော့လေ့လာဖြစ်တယ်အဲ့ဒီမှာဆိုလဲ TTT လို့ခေါ်တဲ့ Train the Trainer Program တွေအစကျွန်တော်တို့အသေးစိတ်လေ့လာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ရော Teacher Ivy ရောစီမှာအများကြီးမျှဝေစရာရှိပါတယ်အကယ်၍ဒါဒီအကြောင်းအရာတွေကိုဆရာဆရာမတွေကသိခဲ့မယ်ဆိုရင်ကိုယ့်အနေနဲ့ teach to inspire ဆိုတဲ့အတိုင်းပဲကိုသင်ပေးလိုက်တဲ့ကျောင်းသားကျောင်းသူတိုင်းရဲ့ဘဝတွေအများကြီးကိုပြောင်းလဲနိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒီသင်တန်းမှာပါဝင်မဲ့ main trainer ဆရာတော်ဆရာအောင်ထက်ခန့်ရဲ့ Teacher Ivy ရဲ့ပြီးရင် Teacher တို့ရဲ့ဆရာမကြီးဖြစ်တဲ့ Teacher မေမေဝင်းကို special guest speaker အနေနဲ့ပါဖိတ်ကြားထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာဆရာမတွေအတွက်အများကြီးရရှိသွားမှာဆိုတာအသေးချာပါပဲနောက်ဆုံးတစ်ခုပြောချင်တာကတော့ဒီ one day training ဒီ intensive ဖြစ်ပါတယ်တကယ်ကိုလက်တွေ့လှုပ်ဆောင်ရမယ် practical tips တွေ strategy တွေနဲ့အတူသင်ယူရမှာဖြစ်တယ်ဒါကြောင့်လို့ဒီသင်တန်းကကိုယ့်ရဲ့ teaching career မှာဘဝတစ်စစ်ချိုးပြောင်းလဲပေးနိုင်မဲ့သင်တန်းတစ်ခုဆိုတာကိုယုံကြည်ပါတယ်အဲ့တော့ကျွန်တော်တို့အနာဂတ် leader တွေကိုအကောင်းဆုံးမွေးထုတ်ပေးမဲ့ teachers တွေနဲ့ဒီသင်တန်းမှာဆုံကျင်ပါတယ်အားလုံး see you ပါ bye bye